မင်္ဂလာပါဆိုတော့ဒီနေ့ကတော့ထုတ်လုပ်ရေးနယ်ပယ်အကြောင်းလေးရှင်းပြသွားမှာဖြစ်ပါတယ်ဒီလာမေးကြတယ်ပေါ့နော်စက်မှုကုန်ထုတ်ကပါလဲပြီးရင်လျှက်စစ်ပစ္စည်းတပ်ဆင်ရေးတွေကပါလဲဘယ်စာမွေးဝဲတွေလဲဘယ်ဘာသာကိုလေ့လာရမှာလဲဆိုပြီးတော့လာမေးကြတယ်အဲကြတော့အားလုံးကိုပထမဆုံးပြောပြချင်တာကကိုအရင်တုန်းကတိထားတဲ့ information လေးတွေကိုခဏမေ့ထားလိုက်ပါတော့ပထမဆုံးinformation သိရမှာကဘာလဲဆိုရင်မြန်မာနိုင်ငံမှာနော် အသစ်ထပ်တိုးလိုက်တဲ့ထုတ်လုပ်ရေးနယ်ပယ်18ခုရှိတယ်။အဲဒီ18ခုကအခုမှ screen share ထားတဲ့အတိုင်းကုန်းနံပါတ်လေးနဲ့အရင်ပတ်အရင်ဆုံးဒီအင်္ဂလိပ်စာလေးတွေတို့ဂျပန်စာလေးတို့နားမလည်ကုန်းနံပါတ်လေးနဲ့အရင်ပတ်ဒီမှာဆိုရင်ကုန်းနံပါတ်ဒီကောင်းဆိုရင်17 12ပြီးရင်ဘယ်ဒီသတ်မှတ်ထားလဲဆိုရင်ကုန်းနံပါတ်29ဒီသတ်မှတ်ထားတယ်။ကုန်းနံပါတ်29ဒီသတ်မှတ်ထားတယ်။အဲ့ဒီ29မှာဘယ်ကောင်တွေကတရားဝင်စာအုပ်ထုတ်ပေးပြီးပြီလဲဆိုရင်ကုန်းနံပါတ်17အားလုံးလွယ်လွယ်ကူကူခေါ်တဲ့စက်မှုကုန်ထုတ်ကုန်းနံပါတ်12နော်လျှက်စစ်နဲ့ electronic ပစ္စည်းတပ်ဆင်ရေးအဲ့နှစ်ခုသတ်မှတ်ထားတယ်ပြီးရင်ဒီmaterial ရဲ့မျက်နှာပြင်ကို treatment လုပ်တာပေါ့နော်အဲ့ဒါကလည်းဖြုတ်ကလျှော်သတ်မှတ်ထားတယ်3ခုသတ်မှတ်ပေးပြီးပြီဒါကျွန်တော်ဒီမမှတ်နဲ့ဦးနော်လောလောဆယ်တရားပဲရင်မှတ်မယ်၃ခုသတ်မှတ်ပေးပြီးတော့သူတို့ဒီမှာသင်တန်းအနေနဲ့ဘာကိုပြုလုပ်ထားတာလဲဆိုရင်ဒီကုတ်နံပါတ်18ကိုတော့ဖြုတ်ကလျှော်လေးတက်ခိစတိုလေးပြုလုပ်ထားတယ်ပေါ့နော်ကဲအဲ့ဆိုရင်ပြန်သွားကြရအောင်ပထမဆုံးကဒါပါလဲဆိုရင်ကုတ်နံပါတ်17အကြောင်းကိုရှင်းပြမယ်ကုတ်နံပါတ်17ကဒါအင်္ဂလိပ်လိုဆိုရင် machine and metal processing လို့ခေါ်တယ်သူ့ကိုသူကမြန်မာလိုအလွယ်တကူဆိုရင်စက်မှုကုန်ထုတ်လို့ခေါ်တယ်သူ့ကိုဖြည့်ခြင်းရင်ဒီကုတ်နံပါတ်17ဒီကလေးစာဒီဟာလေးဖောင်တင်လိုက်တင်းပြီးရင်ဒီစာအုပ်လေးလေ့လာလိုက်စာအုပ်နာမည်ကဘာလေးလဲဆိုရင်ဒီမှာဒန်ခိကိုင်ခင်းစုကုခါကိုခုဘွန်ဆိုတဲ့အားလေးအဲ့စာအုပ်လေးလေ့လာလိုက်ကဲအဲ့စာအုပ်လေးလေ့လာပြီးတော့ခုနဖောင်တင်ထားတာကိုဖြည့်လိုက်ဖြည့်ပြီးရင်ဘာတွေလုပ်လို့ရမလဲဆိုတော့ဒီဇရာခွက်လေးထဲမှာပြထားတဲ့အရာလေးလုပ်လို့ရမယ်ဒါလေးကိုခဏရက်ပြီးတော့ဖတ်ကြည့်လို့ရတယ်။ဒါကြောင့်အကြမ်းမြင်ဖတ်ပြရရင်ဒါဆိုရင်ပုံသွင်းတာတွေချူဆိုတန်းဆိုဒိုင်းကတ်စတိုဒါပုံသွင်းတာတွေပြီးရင်ခိကန်ခါခိုးဆိုတာဆက်ထုတ်လုပ်တာတွေခင်းဆိုကူပရာစုခါခိုးဆိုတဲ့ဒီမတ်တယ်ထုတ်လုပ်တာတွေတန်ထုတ်လုပ်တာတွေဒီစက်ယုံမှာတထုပြအပားတွေထုတ်လုပ်တာတွေအချောတက်တာတွေပလတ်စတစ်ပုံသွင်းတာတွေဆက်စစ်ဆေးတာတွေဆက်ထိမ့်သိမ်းတာတွေလျှက်စစ်ပစ္စည်းတပ်ဆင်ရေးတွေစေးတုပ်တာတွေဝရိန်စော်တာတွေစက်ယုံပါကင်ထုတ်တာတွေပြီးရင်မတ်တယ်တွေကိုပြုပြင်တာတွေပြီးရင်အပူကြောင့်အပူနဲ့ပေါ့နော်ပလတ်စတစ်တွေကိုပုံသွင်းတာတွေဆိုပြီးတော့ဒီစာအုပ်ကိုလေ့လာပြီးတော့ခုနကုတ်နံပါတ်17လေးကိုဖြည့်လိုက်မယ်ဆိုရင်ဒီအလုပ်တွေအကုန်လုံးလုပ်လို့ရတယ်ကိုကြိုက်တာရွေးပြီးတော့လုပ်လို့ရတယ်နော်အဲ့ဒါလုပ်လို့ရမယ်ပြီးရင်ကုတ်နံပါတ်12ကုတ်နံပါတ်12လေးကိုဖောင်တင်လိုက်မယ်ဖောင်တင်လိုက်မယ်ဆိုရင်ဘယ်ဘာသာလေးလေ့လာရမလဲဆိုရင်ဒီဘက်မှာဒန်ခိဒန်ရှိခိခိခုမီတာတဲခုဘုံလို့ခေါ်တယ်မြန်မာလိုဆိုရင်တော့လျှက်စစ်နဲ့ electronic ပစ္စည်းတပ်ဆင်ရေးလုပ်ငန်းလို့ခေါ်မယ်အဲကြတော့ဒီစာအုပ်လေးတစ်အုပ်လုံးလေ့လာလိုက်လေ့လာပြီးလို့အောင်းသွားတယ်ဆိုရင်ဘာအလုပ်တွေလုပ်လို့ရမလဲဆိုရင်ခိကန်ခါခိုးဆိုတဲ့ဆက်ထုတ်လုပ်တာတွေအချောတက်တာတွေပလတ်စတစ်ပုံသွင်းတာတွေ print to high san ban ဆိုတဲ့ဒီပုတ်ပြားထုတ်လုပ်တာတွေအဲတို့ semiconductor လို့လည်းခေါ်တယ်เนาะနောက်တစ်ခုကဒန်ရှိခိခိကွန်ပျူတာတဲဆိုတဲ့ electronic ပစ္စည်းတပ်ဆင်ရေးတွေဒန်ခိခိခိကွန်ပျူတာတဲဆိုတဲ့ electric ပစ္စည်းတပ်ဆင်ရေးတွေဆက်စစ်ဆေးတာတွေဆက်ထိန်းသိမ်းတာတွေစက်ယုံပါကင်ထုတ်တာတွေပြီးရင်အပူကြောင့်ဖြစ်တဲ့ဒီ plastic တွေကိုပုံသွင်းတာတွေပေါ့နော်အဲ့ဒါတွေလုပ်လို့ရမယ်အဲ့ကြတော့ဒီစက်မှုကုန်ထုတ်ကုန်းနံပါတ်17နဲ့ကုန်းနံပါတ်12မှာဆိုရင်ဘာကွာတာလဲဆိုရင်ကုန်းနံပါတ်12လျှက်စစ်အပိုင်းလေးကိုဖြည့်လိုက်မယ်ဆိုရင် तू ကဘာပိုးလုပ်လို့ရမလဲဆိုရင်ဒီ print to high san ban တို့ဒန်ရှိခိခိခုမီတာတဲတို့လို့ဆိုတဲ့ main ကလေးတွေအတွက်ပို့ပြီးတင့်တော်တဲ့အလုပ်လေးတွေလုပ်လို့ရသွားမယ်နော်ကဲအဲ့ဆိုရင်ဘယ်အလုပ်တွေကခေါ်စာများလဲဘာတွေလာတတ်တယ်လဲဆိုရင်ဒီစက်မှုကုန်ထုတ်အပိုင်းမှာဆိုရင်တော့ပုံသွင်းတာတွေလာတယ်နော်ပုံသွင်းတာတွေဆိုကြောက်ဘယ်လိုဟာမျိုးတွေမှာလဲဆိုရင်ကားပစ္စည်းစက်ယုံတွေမှာဆိုရင်ကားရဲ့အစိတ်အပိုင်းတွေပုံသွင်းတာတွေဆက်ထုတ်လုပ်တာတွေဆိုရင်အကုန်လုံးအင်ဂျင်တွေပါတယ်အကုန်ထုတ်လုပ်တာတွေနော်ပြီးရင်တန်ထုတ်လုပ်တာတွေအချောတက်တာတွေဒါတွေအကုန်လာမဲ့အရာတွေပဲဆက်စစ်ဆေးတာတွေဆက်ထိမ့်သိမ်းတာတွေဒန်ခိခိခိကွန်ပျူတာတဲဆိုရလျှက်စစ်ပစ္စည်းတက်စင်တာတွေစေးတုပ်တာတွေ
အများဆုံးကတော့ဝရိန်းဆိုတာဖြစ်လိမ့်မယ်ဘာလို့လဲဆိုရင်ကားစက်ယုံတွေကတော့နဲလိမ့်အောင်ပဲဟိုဘက်မှာကသူတို့တွေနဲ့ခစတိုးပီဇာနဲ့ပဲလောလောဆယ်တော့အဲ့ဒါတွေကအခေါ်များနေတယ်တခုတဲပီဇာနဲ့အခေါ်နဲသေးတယ်အဲ့ဒါကြောင့်မို့လောလောဆယ်တော့ကားစက်ယုံတွေကအခေါ်နဲပြီးတော့ကျန်တာလေးတွေတော့လာအောင်မယ်တဖြည်းဖြည်းနေမှာခေါ်လာလိမ့်မယ်နောက်ဒါကားစက်ယုံမှာလှုပ်ချင်တဲ့သူတွေအတွက်သတင်းကောင်းကဲအဲ့ကြတော့ဟိုမိန်းကလေးတွေအတွက်ပေါ့နော်လာမေးကြမိန်းကလေးတွေအတွက်ကတော့ဘယ်ဟာတွေတင့်တော်တယ်လဲဆိုရင်ဒီမှာပလတ်စတစ်ပုံသွင်းတာတွေတို့ပြီးရင်ဆက်စစ်ဆေးတာဆက်ထိမ့်သိမ်းတာပြီးရင်လျှက်စစ်ပစ္စည်းတပ်ဆင်ရေးဒါစက်မှုကုန်ထုတ်မှာဆိုရင်ဒါမိန်းကလေးတွေအတွက်တင့်တော်တဲ့အရာတွေပဲနောက်တစ်ခုလျှက်စစ်လျှက်စစ်အပိုင်းမှာကြတော့မိန်းကလေးတွေအတွက်တင့်တော်တာတွေပဲများတယ်နော်ဆက်ထုတ်လုပ်တာတွေချောတက်တာတွေပလတ်စတစ်ပုံသွင်းတာတွေဒီစင်မီကွန်ဒက်တာထုတ်လုပ်တဲ့စက်ရုံတွေတို့ဆက်လျှက်စစ်ပစ္စည်းတပ်ဆင်ရေးတွေတို့ဆက်စစ်ဆေးတာတွေတို့ဒီမှာဆိုရင်စက်ရုံတွေမှာပါကင်ထုတ်တာတွေတို့ဒါတွေကမိန်းကလေးတွေအတွက်တင့်တော်တာတွေများတယ်အဲ့ဒီအတွက်ကိုယ့်အနေနဲ့ကဟိုလျှက်ဘယ်လိုပြောရမလဲစင်မီကွန်ဒက်တာတွေကိုအဲ့စက်ရုံတွေမှာသွားပြီးလုပ်ချင်နေဆိုရင်တော့လျှက်စစ်ပိုင်းရွေးဒါမှမဟုတ်ဘူးရတယ်ကျွန်တော်တို့ကမြန်ရင်ပြီးတာပဲဆိုတဲ့သူတွေကတော့စက်မှုကုန်ထုတ်ကိုရွေးအလုပ်တော်တွေနဲ့ကြမ်းလိမ့်မယ်ယောက်ျားလေးတွေအတွက်ကတော့ဘားနေနေအဆင်ပြေတယ်ယောက်ျားလေးတွေကအဲ့အတွက်ဆရာယောက်ျားလေးတွေအတွက်ကအကြံပေးတာကတော့စက်မှုပိုင်းကိုရွေးနော်အဲ့ဒါလေးပဲအဲ့ကြောင့်ပြန်ပြီးအနှစ်ချုပ်ရရင်မြန်မာနိုင်ငံမှာထုတ်လုပ်ရနေပဲ18မျိုးချပေးထားတယ်အဲ့မှာဆရာတို့3မျိုးတင်တယ်စက်မှုကုန်ထုတ်တင်တယ်လျှက်စစ်တင်တယ် printy တင်တယ်အဲ့ကြတော့စက်မှုကုန်ထုတ်တင်မယ်ဆိုရင်ဒီစာအုပ်သုံးမယ်လျှက်စစ်တင်မယ်ဆိုရင်ဒီစာအုပ်လေးသုံးမယ် printy ဆိုရင်ကိုယ်ပိုင်လုပ်ထားတဲ့စာအုပ်လေးသုံးမယ်အဲ့ဒါတွေအောင်သွားရင်စက်မှုကုန်ထုတ်အောင်သွားတယ်ဆိုရင်ဒီထဲကပါတဲ့အလုပ်တွေလုပ်လို့ရမယ်လျှက်စစ်အောင်သွားတယ်ဆိုရင်ဒီထဲကပါတဲ့အလုပ်တွေလုပ်လို့ရမယ် printy အောင်သွားတယ်ဆိုရင်တော့ printy စက်ရုံတွေမှာ print လုပ်လို့ရမယ်နော်ဒါရှင်းရှင်းလေးပဲအဲ့ဒီအတွက်ကိုကဘာလုပ်ချင်တာလဲဘယ်လိုမျိုးသွားချင်တာလဲနော်ဘယ်အလုံးနဲ့ရေရှည်အခြေချချင်တာလဲအဲ့ဒါမျိုးကိုစဉ်းစားတေချာတာတစ်ခုကတော့ခေါ်စာတွေများလာမှလားဆိုရင်စားတောက်ကုန်ထုတ်တို့ပြီးရင်ဘိုးဘွားဆောက်ရှောက်ရေးတို့လိုမျိုးတော့ပေါ်ပေါ်များများတော့ထွက်လာဖို့တော့မရှိဘူးသူ့ဟာလေးနဲ့သူအကန့်အသတ်ပဲလာလိမ့်မယ်လာတဲ့ဟာကိုလည်းဖောင်ရည်အတွက်အကန့်အသတ်လေးပဲပေးထားတယ်အဲ့ဒါလေးအောင်တဲ့သူကတော့တေချာပေါက်တို့တာဝန်နေနေရတော့အကုန်ရအောင်အင်တာဗျူးအောင်လုပ်ပေးမယ်နော်အဲ့ဒီအတွက်ဒါလေးကိုပြန်ပြီးတော့နားထောင်နားမလည်ရင်တော့ဒီအောက်မှာထပ်ပြီးတော့မေးနော်ဒါကောမန့်မှာလာမေးထားတဲ့ညီညီမတွေအတွက်ပါသေးသေးချာချာလေးနားထောင်ပြီးတော့နားမလည်ရရှင်ထပ်လာမေးကြနော်